ဟုတ်ကဲ့ပါ bros ကနေပြန်လဲကြိုးလို့ပါတယ် NVIDIA စာပိုင်းမှာဂိမ်းကစားတဲ့ကွန်ပျူတာတွေအတွက် graphic card တွေထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်လူသိများခဲ့ပြီမဲ့2010ပြည့်နှစ်နောက်ပိုင်းမှာတော့သူတို့ရဲ့ GPU တွေဟာ AI model တွေကိုလေ့ကျင့်ပေးရမှာတခြား chip တွေထက်စာပေါင်းများစွာပိုမိုမြန်ဆန်ပြီးထိရောက်တယ်ဆိုတာကိုသိရှိလာပါတယ် OpenAI က ChatGPT Google က Gemini နဲ့ Meta က Llama တို့လိုကမ္ဘာထိပ်တန်း AI ကုမ္ပဏီအားလုံးကြီးပါဟာသူတို့ရဲ့ကြီးမားတဲ့ AI စနစ်တွေကိုတည်ဆောက်ဖို့အတွက် NVIDIA ရဲ့ chip တွေကိုအဓိကထားအသုံးပြုနေကြပါတယ်ဒီလို AI နယ်ပယ်မှာနေရာယူထားနိုင်မှုကြောင့်ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးဟာအလွန်ကြီးမားလာပြီး2025ခုနှစ်စက်တင်ဘာလမှာကမ္ဘာနံပါတ်1ဈေးကြီးဆုံးကုမ္ပဏီအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ် NVIDIA AI ရဲ့စက်ရုံလိုတင်စားခေါ်နိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးကမ္ဘာနည်းပညာအနာဂတ်ကိုပုံဖော်ရမှာအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေတဲ့ကုမ္ပဏီကြီးတစ်ခုပဲဖြစ်ပါတယ် OpenAI က NVIDIA ရဲ့ chip တွေကိုဝယ်ယူဖို့အတွက်ရင်းနှီးငွေရရှိမှာဖြစ်ပြီး NVIDIA အနေနဲ့လည်း OpenAI လိုထိပ်တန်းကုမ္ပဏီတစ်ခုကနေသူတို့ရဲ့ chip တွေကိုအများအပြားဝယ်ယူမှာဖြစ်လို့ကုမ္ပဏီအတွက်ကြီးမားတဲ့ဝင်ငွေနဲ့ဈေးကွက်ကြီးတစ်ခုရရှိသွားမှာဖြစ်ပါတယ်။ဒါအပြင် NVIDIA ဟာ AI နယ်ပယ်မှာသူတို့ရဲ့ဥဆောင်မှုကိုပုံမခိုင်းပါသေးမှာဖြစ်ပါတယ်။ OpenAI ရဲ့ AI စနစ်တွေဖြစ်တဲ့ ChatGPT လိုစနစ်တွေကပုံမကြီးမားပြီးပုံမရှုပ်ထွေးလာတဲ့အတွက်ဒီစနစ်တွေကိုလေ့ကျင့်ပေးဖို့နဲ့အလုပ်လုပ်စေဖို့အတွက် NVIDIA ရဲ့စွမ်းအားမြင့် GPU Graphic Processing Unit chip တွေအများအပြားလိုအပ်ပါတယ်။ဒီ GPU တွေဟာ AI ရဲ့အုံနောက်လို့ပြောလို့ရပြီးသူတို့ရဲ့ကုန်ကျစရိတ်ကအလွန်မြင့်မားပါတယ်။ရင်းနှီးမြှုပ်နှံမှုရဲ့အများစုကိုဒီ GPU တွေဝယ်ယူရမှာအသုံးပြုမှာဖြစ်ပါတယ်။ Data Center ဆိုတာကတော့ကွန်ပျူတာစနစ်တွေ server တွေ data တူလုံရေးစနစ်တွေကွန်ရက်ပစ္စည်းကိရိယာတွေစတာတွေကိုစုစည်းထားရှိတဲ့အဆောက်အအုံတစ်ခုဖြစ်ပါတယ်။သူရဲ့အဓိကတာဝန်တွေကတော့ data တူလုံရေးကျွန်တော်တို့ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေစီးပွားရေး cyber စာတမ်းတွေဒါမှမဟုတ်တခြား cyber စာတမ်းတွေအစရှိတဲ့ချက်လက်တွေအားလုံးကိုလုံခြုံစွာသိသိထားခြင်းကိုလှုပ်ဆောင်ပေးပါတယ်။နှစ် data processing လုပ်ခြင်း Facebook မှာ post တင်တာ Google မှာတခုခုရှာဖွေတာဒါမှမဟုတ် Netflix ကနေဗီဒီယိုကြည့်တာတွေလိုမျိုး internet ပေါ်ကလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ပေးတဲ့ server တွေဟာဒီ data center တွေထဲမှာအလုပ်လုပ်နေကြပါတယ်။သုံးကွန်ရက်ချိတ်ဆက်ခြင်းကျွန်တော်တို့ရဲ့ဖုန်းကွန်ပျူတာတွေနဲ့ဒီ server တွေကြားမှာအခက်အလက်တွေကိုရင်းနှီးစွာပို့ဆောင်ပေးဖို့အတွက်လိုအပ်တဲ့ဉာဏ်နှုန်းမြင့်ကွန်ရက်စနစ်တွေကိုထိန်းချုပ်ပေးပါတယ်။ AI data center တခုတည်ဆောက်ဖို့အတွက်ကုန်ကျစရိတ်များစွာရှိပါတယ်။ဥပမာ GPU တွေကိုထည့်သွင်းမဲ့ကြီးမားတဲ့ server စနစ်တွေအဲ့ဒီ server တွေကအပူများစွာထွက်ရှိတာကြောင့်အပူကိုထိန်းညှိဖို့လိုအပ်တဲ့ cooling system တွေ data တွေကိုလျင်မြန်စွာပို့ဆောင်နိုင်မှုဉာဏ်နှုန်းမြင့်ကွန်ရက်စနစ်တွေဒါတွေကိုထည့်သွင်းတည်ဆောက်တာမှာဖြစ်ပါတယ်။ OpenAI ဟာအနာဂတ်မှာပုံမှုသိဉာဏ်မြင့်မားတဲ့ AGI Artificial General Intelligence လို့ခေါ်တဲ့စနစ်တွေကိုဖန်တီးဖို့ကြိုးစားနေပါတယ်။ဒါကြောင့်ဒီရင်းနှီးမြှုပ်နှံမှုရဲ့တစ်စိတ်တစ်ပိုင်းကိုသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက်လည်းသုံးစွဲမှာဖြစ်ပါတယ်။ဒီလုပ်ငန်းမှာ AI ပညာရှင်တွေကိုငှားရမ်းတာသုတေသနအသစ်တွေလှုပ်ဆောင်တာနဲ့စမ်းသပ်မှုတွေလှုပ်ဆောင်တာတွေပေါင်းဝင်ပါတယ်။ချုပ်အားဖြင့်ပြောရရင်ဒီငွေကြေးရဲ့အများစုကို AI data center တွေတည်ဆောက်ဖို့နဲ့ NVIDIA ရဲ့ GPU တွေဝယ်ယူရမှာအသုံးပြုမှာဖြစ်ပြီးကျန်တဲ့အပိုင်းကိုတော့အနာဂတ် AI နည်းပညာတွေပုံမကောင်းမွန်လာစေဖို့အတွက်သုတေသနလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။အခုပြောပြပေးရတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့နော်